Wadana Parashamani Chino Yamari Kajire Oh Naina Naina Machane Kwe Aku yung Naina Yine Oh Maya Malo na pita Kung mali pita Kung Maya Malo na pita Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn.
ရတာတော့ ဒီလိုဒီလို ဒီလိုဒီပြန်တော့ပုတ်ကြည့်အောင် ဘယ်ကပွဲမှာတုံးမကျွန်တော်စိတ်မကောင်းဖြစ်နေတာ ဘာလို့တော့ ဒီလိုပြောနေတာကိုနေဝါဆောနာခင်ဗျမင်းသမီးနာတာမတဲ့လို့ခင်ဗျကျုပ်ရင်ပွဲတယ်လည်းပြောထားတယ် တမဘာလို့ဒီနာပဲဒီ သမားဆောနာခင်ဗျတက်တယ်လေဗျာလူစတော်တွေကနာဘူးတွေလည်းပြောနေဟုတ်တယ် ဘယ်လိုပြောလဲ သူကပြောနေတာ ဟုတ်တယ် ဟုတ်ခင်ဗျတော့ အော်အဲ့နာမလို့ပါ ကိုလေးကအမြင်ရှင်းတောင်းလို့ပါနော်ကျွန်တော်ပြောနိုင်မယ်နော်အမဒါကျွန်တော်ကကိုမောင်းနှမချင်းနေနော်ဘယ်လိုပါအမအောင်ကျွန်တော်တို့ကဒီလိုဖက်တယ်ဒီလိုကြိုင်နေဆိုတာကစိတ်သေးက မပါဘူးလား ပါတယ်မပါမကနေဘောငါမပါလို့ကြိုင်တာပေါ့ ရုပ် ဘော ပေါ် လည်းကလားတချင်းလေးနဲ့မိတ်ဆော်နေတချင်းလေးနဲ့တက်တိကနာအခုဖတ်တော့မှပြောခဲ့ပါလားဟိုမာဒီမာလူတွေတွေ့ရလို့ငါဘာမျက်စိနဲ့တိုက်ရှင်နေဟိုမာဒီမာလူတွေတွေ့ရလို့ငါဘာမျက်စိနဲ့တိုက်ရှင်နေဟဲ့ခဏအဲ့တော့ကိုနေဝဲခင်ဗျာပါတယ်ခင်ဗျာပါတယ် ငါလည်းပါသေးတယ် ဟုတ်လား ငါဘေးနာပါ အဲ့ဒါပါဗလားခင်ဗျာပါတယ်ဒီလားလား ဘယ်လိုပြန် ခင် ပါ ဗျာဒီလားလေးဒူးလေးထောက် အော်ဒူးလေးထောက် ဟုတ်ပြီပြုံးပြုံးလေးနေနော် အော်ပြုတ်ပြုတ်လေးကိုနေအောင်ပါ ပြုံးပြုံးလေးနေဟိုမာဒီမာလူတွေတွေ့ရလို့ငါမျက်စိနဲ့တွေ့ရှင်နေမင်းလာမချုံနဲ့မင်းလာမချုံနဲ့ငါမတည့်ရောက်တဲ့ဒီလိုကြားရပေါ်များချင်ဟိုမာဒီမာလူတွေတွေ့ရလို့ငါမျက်စိနဲ့တွေ့ရှင်နေအော်မချုံနဲ့မင်းလာမချုံနဲ့ငါမတည့်ရောက်တဲ့ဒီလိုကြားရပေါ်များချင်ဒီမာလူတွေတွေ့ရလို့ငါမျက်စိနဲ့တွေ့ရှင်နေဟုတ်ပါဘူး ဘုကူမူသွားတယ် ပြုတ်တယ်ငါပြုတ်တယ် ကဲကလေးတိကျကနေပြစပါစီ မင်္ဂလာပါ ကနေဝိုင်းရိုက်ကတော့ကနေဝိုင်း အခုက2000ဘယ်လောက်လဲ နှစ်ထောင်ဟာ26 26ဟုတ်တယ်ကိုချစ်တော့ကိုကြီးတော့ခေါ်တယ်ဒီပါနေမသိဘူးလား မသိဘူးဖြစ်နေတာ ဒီခေါ်ရရင်လည်းယူလို့နဲ့အဲ့လိုခေါ်တော့တက်တက်လုံးထူထူ မထူးတယ်အဲ့ဆိုလူလေးလိုက်ကိုချက်ပတ်လာတော့ အဲ့တော့ဘာမှမ ဒီမှာ2026မှာကိုချစ်တော့ကိုကြီးတော့ခေါ်တယ်နေငါသိပြီလေကြည့်ရ โอเค အဲ့လိုခေါ်မှလားအဲ့လိုခေါ်မှထူမှအဲ့လိုခေါ် အာချမ်းချမ်းဟာသူ့ကိုခေါ် ထူမှတော့ နည်းနည်းခေါ်ပေးလိုက်ပါအ အဲ့ သေး လို ဖြောင်း နေထူမှတော့နေငါနဲ့အိုက်တဲ့ခံလိုက်အောင်မယ်ဒီနာလေးပဲကွာဦးစားပေးရတယ်နောက်သူတက်တိုက်ကခိုင်းမှာအခုလည်းမမရဲ့အင်းတေချာလေးခေါ်တော့ ဟဲ့ ခဏရလေဟိုတဲ့ကတိမမပါတော့တာချောတာပေါ်လို့ကတိမောင်ကြီးလောက်ခမှာပေါ့ အဲ့ကလေးမှမျက်စိကျင်တယ်အလမ်းနဲ့မိုးတော့ကြတော့မှုတ်ရှာခိုင်းအောင်ပါဒီမောင်မင်းကလေးဟိုမှာယောက်ျားလေးနှစ်ယောက်ပေါင်းတော့မိုးသူလေးဖြစ်အမိကိုကိုဝမ်းချေမိုးတော့ပြပြလောက်ဝါအောင်ပါနေဝိုင်းတယောက်ရှိနေသေးရဲ့အောက်မိတ်သေးလားမိတ်ခီးရော ပေါ်ကျုံးတော့ ဟိုလက်ကထိုးတာတော့မျက်နှာထိုးတာအကျော်ကကတ်နေတော့သူထိုးမိရတော့ထိုးမိရဒီမှာမိတ်လေးတို့တန်ကြီးတို့ကလာလိုက်ဟာလူစင်တော်လေးမင်းသမီးနဲ့မတွေ့လိုက်သေးဘူးချစ်စမ်းမှကြိုက်စမ်းမှအရင်လာမလဲရှိမှာအဲ့တော့ကိုတို့ကပြောရမယ်ဆိုရင်ဒါလုပ်ငန်းတစ်ခုအရာလုပ်ရတာနော်အဲ့ဒါဒီမှာလေးဟိုရှိကရောင်စုံမီးတယ်မလင်းဘူးလား လေပါ အပရိသတ်ကောင်မလာဘူးလားအကျွေးတာတွေလည်းမကောင်းဘူးလားမနဲ့ကြောင်မလာဘူးလား လာတယ် ဟိုလေးနဲ့တော့ချစ်စမ်းမှာဘာမှမဆိုင်ဘူး ဆိုင်တယ် မဆိုင်ဘူးလားမဆိုင်တယ်လည်းချစ်အောင် မချစ်ပါဘူး မချစ်ဘူးလားမချစ်ပုံစံပါလား ဝဲဝဲ အောက်ခိုင်းနေတယ် အဲ့တော့ချစ်စမ်း ဆက်ပါဆက်ပါတော့ အေးပေါ့ကွာမင်းတို့ကဖင်းချစ်နိုင်ပါဘူး
မတက် အောင်မလေးအောင် နေရအာဒီနေတဲ့ပွဲရဒီကိုဒီကပြီးချစ်တယ်ပါငါဆွေမရှိမျိုးမရှိနေရတဲ့ဘုံကျွတ်ဆွေကြီးမျိုးအတူတူပဲဒီမှာပုံမကိုမတော့မနေ့ကကျွန်တော်အရှိဘက်ကရေတော့မှကတယ်ဆိုတော့နောက်ကလိုက်အားပေးရတယ်။ကိုနေ့ကနေပြီးတော့တက်ကိုမှကတယ်ဆိုတော့လေကိုမှတော့ကနေလိုက်အားပေးရတယ်။ဒါပေမဲ့ကိုနာမည်ပေးခဲ့တယ်လေ အေးကျွေးရော ။ပွဲတိုင်းကြောပွဲတိုင်းကြောဆို သူကတော့ဝိုင်းကြော်လေးပဲ အခုတော့ကိုပွဲတိုင်းမကြုံနိုင်တော့ပါဘူး အခုလိုလေ ။စီသေးတွေကြီးနေလို့ကိုလည်းတော့ချစ်စမ်းပါပွဲကိုမရောက်တာ။ကိုလည်းတော့ချစ်စမ်းပါ မချစ်ဘူး ချစ်စမ်းပါတော့ မချစ်ဘူး အမလေးကိုမှပဲမျက်နှာတည့်ရတော့အဲ့တော့အနေနဲ့ထိုးလို့မထိုးနဲ့ မချစ်ပါဘူးကွာထိုးတယ် မထိုးဘေးထိုးတာကိုရှိတော့အဲ့အဖေမျက်နှာကြီးလို့လားထိုးရည်လားအနေနဲ့ထိုးလို့မထိုးနဲ့ ထိုးတယ်ဟုတ်တယ် ငါသွားလို့မသွားနဲ့ သွားတယ်ကွာ သွားနေ သွားမှာ ငါတော့မလိုက်နဲ့ တိုက်တယ်ကွာ အဲ့တော့ငါထိုင်လို့မထိုင်နဲ့ ငါလည်းရရတော့ဘာလို့ပြန်ပြေးချင်လဲကွာ မထိုင်နဲ့လို့ ထိုင်ရတယ် ငါလည်းမကိုင်နဲ့သူကငါတော့လည်းမလို့မကိုင်နဲ့လို့ ထိုင်ရတယ် ငါဘကောမထိုင်နဲ့ငါဘေးကြီးနဲ့မကျင်တဲ့ဖေးလေး အဲ့တော့ပေါ်လာတာလို့ရှိတယ် ငါဘကောမဖတ်တယ်လို့ ဖတ်တယ် ခုနကဘူရီယိုတွေခုနဖုန်းနဲ့ရိုက်ထားတယ်ဘေးရောက်ကုန်ကြတယ်ရှိပါဘူးမရိုက်ကောင်းဘူးပေါ့ဟုတ်လားလုံးလုံးတော့မသိသေးခင်လေးရိုက်ခါယူငါဘကောမဖတ်တယ် ဖတ်တယ် အဲ့ဒါလည်းမင်းသမီးတွေသိမပြောချင်ဘူးလူရှင်တော်လေးချောပြီလားလှပြီလားဆိုရင်အနာကတ်ထိုင်ခြင်းရတယ်လက်ကလေးကြိုင်ခြင်းရတယ်ပခုံးလေးဖတ်ခြင်းရတယ်ပြောကုန်ပြောချင်ငါပခုံးမဖတ်နဲ့ ဖတ်လာပြောဟိုကလေးကလည်းတော့လည်းတော့ခုတ်တယ် ငါပခုံးမဖတ်နဲ့ ဖတ်တယ်လားဟဲ့ ငါပါမနဲ့နဲ့ နိုင်နေမှာ